ဘုရားခင်ကိုရမကြီးသည်အချိန်ပေါင်းများစွာမှားတယ်လို့မှတ်ထားရအောင်နော်တတောဘိက္ခွေဘိက္ခုဝေရေယသမ္ပဇာနာကရောအယံဝအမှာကနုသာသနီဆိုတာအချိန်ပေါင်းများစွာမှားတယ်ဘိက္ခွေငါ၏စေသာရိပြားတို့တတောခန္ဓာကိုယ်ပေါ်၌တတိရှိသည်ဖြစ်သမ္ပဇာနောပညာရှင်ဉာဏ်နဲ့ဖြစ်တဲ့ရှိသည်ဖြစ်ဝေရေယနေကြပါခန္ဓာကိုယ်တတိထားပြီးပညာနဲ့ကြည့်ပြီးနေကြပါသဘောကျလားခန္ဓာကိုယ်ဘယ်လိုထားရမလဲတတိထားပြီးပညာနဲ့ကြည့်နေပါလို့ဒကာဓမ္မတို့ဘုရားကမှားတော်မူတယ်တတိထားပြီးတော့ခန္ဓာကိုယ်မှာတတိထားပြီးပညာနဲ့ကြည့်ပြီးနေကြပါအယံဤငါပြောတဲ့တတိထားပညာနဲ့ကြည့်ဆိုတဲ့သဘောတည်းဘောဓမာကံသင်္ချေသားတို့ဟာမာကံငါဖျား၏အနုသာသနီကြီးစွာသောဆုံးမကြီးပေသည်ဆိုတဲ့ဥစ္စာသေသေးချာချာဟောပါလေဒါကြောင့်ဓမ္မတွေခန္ဓာကိုယ်ပေါ်မှာတတိထားပညာနဲ့ကြည့်ပါလို့ယနေ့စလာတယ်ခန္ဓာကိုယ်ပေါ်မှာဘယ်လိုထားရမလဲတတိထားပြီးပညာနဲ့ကြည့်ပါမိမိတို့ဤကိုယောက်ျားဖြင့်ယောက်ျားခန္ဓာကိုယ်မိန်းမဖြင့်မိန်းမခန္ဓာကိုယ်တတိထားပြီးပညာနဲ့ကြည့်ပါတတိထားမယ်ဆိုတော့ဘာများဖြစ်မလို့လဲလို့တတိထားဘာများဖြစ်ပါလိမ့်မလဲဘယ်လိုများဖြစ်ဥမှာပါလိမ့်မလဲလို့ခန္ဓာကိုယ်တတိထားရအောင်နောက်ပညာနဲ့တတိထားရမှကနဲ့ပေါ်လာလို့